အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့အတန်ဇလန်အစီအစဉ်လေးပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ညပြောမယ့်ဇလန်လေးကတော့ပကံမျိုးအောက်ကမတည်တဲ့ဘုံကြီးဆိုတဲ့ဇလန်လေးပဲဖြစ်ပါတယ်ဇလန်လေးရဲ့အစမှာပကံခေဖျားစီတွေတနေ့ထက်တနေ့မြင့်လာတယ်လို့လူတွေရဲ့အကြောက်တရားလည်းပိုပြီးတော့ကြီးလာတယ်အဲ့ဒီအချိန်ဟာတန်မဏိဇေဒီဆိုတဲ့ဇေဒီတော်ကြီးတစုရှိခဲ့တယ်စီရီကနေဘက်ဆိုအလွန်လှပပေမဲ့ညရောက်တာနဲ့ဘယ်သူမှမကက်ရတော့ဘာလို့လဲဆိုတော့ဇေဒီအောက်မှာမတည်တဲ့ဘုံကြီးတစ်ပါးရှိတယ်လို့ပြောကြတယ်ပကံရှိရွာညိုထွန်းဆိုတဲ့လူငယ်တယောက်ဟာတရေနဲ့ပရလောကကိုမယုံတညမှာတော့သူ့တငယ်ချင်းတွေကစိန်ခေါ်ကြတယ်တတိရှိရင်တမဏိဇေဒီရဲ့ညအိပ်ပြတယ်ညိုထွန်းအရှိလိုက်တယ်တရေရှိရင်ငါ့ကိုခေါ်ထုတ်ကြည့်ပါလားအဲ့ဒီညမှာသူဟာမီးထုတ်တစ်ချောင်းဓာတ်တလက်နဲ့စီရီတွေကိုဝင်သွားတယ်။စီရီအတွင်းမှာအေးဆက်ပြီးတိတ်ဆိတ်လုံးနေတယ်။နယံတွေဘဝပကြီးတွေကလာရအောင်မှာအသက်ရှိသလိုလုံနေတယ်။ရုတ်တရက်တောင်းခေါင်းလုံးတဲ့တစ်ချက်ကြားလိုက်ရတယ်။ညိုထွန်းရက်သွားတယ်။ဒီချိန်ဘသူခေါင်းလုံးထိုးမှလဲသူစဉ်းစားလိုက်တယ်။အတန်ကစီရီအောက်ကနေတက်လာသလိုဖြစ်နေတယ်။စီရီနောက်ဘက်မှာမြေကြီးအောက်ဆင်းတဲ့လေကားဟောင်းတစ်ခုရှိနေတယ်ညိုထွန်းကစိတ်ဝင်စားပြီးတော့ဒီကားနဲ့အောက်ဆင်းသွားတယ်။အောက်ရောက်တော့အနံ့ဆိုကြီးတစ်ခုရလာတယ်။တွေးနှံလို့အသားပုတ်နှံလို့နဲ့မိတော့အလင်းထဲမှာအခန်းကျယ်ကြီးတစ်ခုပေါ်လာတယ်။အဲ့ဒီအခန်းအလယ်မှာဘုံကြီးတစ်ပါးထိုင်နေတယ်။ဒါပေမဲ့အသားတွေကပုတ်နေပြီးမျက်လုံးတစ်ဖက်မရှိတော့ဘူး။ဒါပေမဲ့အသက်ရှင်နေသလိုတဖြည်းဖြည်းခေါင်းမောလာတယ်။မင်းလူသားလားတဲ့အတန်က၆ကပ်ပြီးတေရူအတန်လိုဖြစ်နေတယ်ညိုထွန်းကြောက်သွားပြီးမှမေးလိုက်တယ်ခမည်းဘာတူလဲဖုန်းကြီးကဖြည်းဖြည်းချင်းပြုံးလိုက်တယ်အဲ့ဒီအပြုံးမှာသွားတဲ့အကုန်အနက်ရောင်ဖြစ်နေတယ်ငါကအိုးဝိစာယနှစ်ပေါင်းများစွာကအိုးဝိစာယတကိုးကြီးဘုံကြီးတစ်ပါးဖြစ်ခဲ့တယ်ဒါပေမဲ့သူဟာမတည်ခြင်းကိုလိုချင်လာတယ်အဲ့ဒါကြောင့်လူသွေးနဲ့အစီရင်တွေလုပ်ခဲ့တယ်ညတိုင်းလူတွေကိုဖမ်းပြီးစီတီအောက်မှာတတ်ခဲ့တယ်နောက်ဆုံးမှဘယင်ကတိသွားပြီးတော့သူ့ကိုအသက်ရှင်နေတဲ့ဇေဒီအောက်မှာပိတ်ထားခဲ့တယ်။ဒါပေမဲ့မသေးခင်ဦးဝိဆိုင်ရာကျင်းစာတိုက်ခဲ့တယ်။ငါ့ကိုလာနိုးတဲ့လူနဲ့ငါနဲ့အတူတေးချင်းတွေကိုဆင်းရမယ်ဆိုတဲ့ကျင်းစာ။ရုတ်တရက်မီးတုပ်မီးပြတ်သွားတယ်။အခန်းတစ်ခုလုံးအမောင်ကျသွားတယ်။ပြီးတော့တစ်ချက်နဲ့တယောက်ကမီးပေါ်မှာလက်နဲ့သွားလာတဲ့အောင်ကြားလိုက်ရတယ်။မျိုးထုံးလဲကြည့်လိုက်တော့အရေးပြားပြက်နေတဲ့လူတွေမြေအောက်အမောင်တွေကသွားပြီးထွက်လာကြတယ်။သူတို့မျက်လုံးတွေကမရှိတော့ဘူး။ပါးစပ်တွေကသွေးတွေနဲ့ပြေးနေတယ်။စားတယ်။မျိုးထုံးထွက်ပြီးတော့လေကားပျောက်နေပြီ။အပေါ်ကိုကြည့်လိုက်တော့အမောင်ထဲမှာအဝေးဆိုင်ရာမတ်တက်ရက်နေတယ်။သူ့ကောင်က180ဒီဂရီလောက်လဲနေပြီမျက်လုံးပေါက်တွေကသွေးတွေစီးကြနေတယ်။နောက်တနေ့မနေ့ရွာသားတွေစီရီရှိမှမျိုးထုံးရဲ့ဓာတ်ကိုတွေ့ကြတယ်။ဒါပေမဲ့ညိုထုံးမတွေ့တော့ဘူးအဲ့ဒီညကစားပြီးတမဏိဇေဒီဘက်ကနေစားတယ်ဆိုတဲ့အတန်ညိုညတိုင်းကြားရတတ်တယ်တချို့ကပြောကြတယ်လှပြညမှာဇေဒီအောက်ကိုဆင်းချင်းအမောင်ထဲမှာမိထုတ်ကင်ထားတဲ့လူငယ်တယောက်အခုထိထွက်ပေါက်ရှာနေသေးတယ်လို့အဲ့လိုပြောကြတယ်အခုထိတော့ရှိတော့မယ်တဲ့ပြောကြတာတော့ဟုတ်လားမဟုတ်လားတော့ကျွန်တော်လည်းသိချင်မသိဘူးကဲဇလန်ရတော့ဒီလောက်ပါပဲအားလုံးခုနိုင်ပါကျွန်တော်ရဲ့ဇလန်အတန်ဇလန်အစီအစဉ်လေးကို channel တက်တယ်ဆိုလို့ရှိရင် like and subscribe လေးလုပ်ပေးကြပါလို့တောင်းဆိုပါတယ်အားလုံးကျေးဇူးတင်ပါတယ်နောက်တစ်ခါကောင်းကောင်းလေးတင်ဆက်ပေးပါမယ်ဒီညလည်းနောက်ကျတော့တောင်းပန်ပါတယ်နော်